Hi, welcome back to my channel. ဒီနေ့မှာတော့ကျွန်တော်တို့ကညီကိုတွေရဲ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့စာရေးသူတင်ပြထားတာလေးကို sharing လုပ်ပေးမှာဖြစ်တယ်။ညီကိုတွေကဘာနဲ့တူလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူဘယ်လိုရှင်းပြထားလဲဆိုတာကိုကျွန်တော်နဲ့တူတူလိုက်ပါကြည့်လိုက်ကြအောင် Let's get started. My brother may not always be at my side, but he is always in my head.စာကြောင်းကဒီလောက်ပါပဲဒီစာကြောင်းကိုကျွန်တော်အပေါ်မှာလည်းရေးပြထားပါမယ်ဖတ်ပြီးဘာသာပြန်ကြည့်လို့လည်းရပါတယ်ဒီစာကြောင်းတဲ့ပုံပြီးလေးစာဆရာကြီးတွေဆရာမကြီးတွေတွေ့ခေါ်ပညာရှင်တွေကပုံပြီးနားလဲပါလိမ့်မယ်နောက်ပြီးတိတ်ကိုချစ်တဲ့ညီကိုတွေကပုံပြီးနားလဲသဘောကျပါလိမ့်မယ်ဒါပေမဲ့ဒီထဲမှာစာရေးသူကဘာကိုမီးမောင်းထိုးပြထားတာလဲဆိုတာကိုကျွန်တော် sharing လုပ်ပေးရမယ်ဆိုရင်တော့my brother may not always be at my side ငါ့ရဲ့အကိုတွေငါ့ရဲ့ညီတွေငါ့ရဲ့နားမှာအမြဲတမ်းမရှိနိုင်ဘူးတဲ့ but ဒါပေမဲ့ he is always in my head ဒါပေမဲ့သူတို့ကကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲတမ်းသူကကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲတမ်းရှိနေမယ်ဆိုတာကိုသူကပြောပြသွားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာဒုတိယရှောင်းလို့ဖြစ်တဲ့ညီကောင်မတွေကိုတာမူတာပြီးချေရမှာဖြစ်တယ်ဒီနေ့ကနေမှအချိုးမြတ်တခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးလို့ကြည့်လို့အများကြီးတင်ပါတယ် I love you all see you in my next video bye bye